အဖြူလေးအရန်ကိုလှတာဒီမှာကြည့်လိုက်ကြပါဦးတက်ရက်နေတာပဲပွဲတက်တင်တန်းသူလက်ရနော်တထဲပြီးတထဲချုပ်တာပိုပြီးကောင်းမွန်တဲ့လက်ရတွေထွက်လာတယ်နော်ဒီမှာဆိုရင်အင်ကြီးကအမားတို့ sequence စာလေးနဲ့1 off shoulder ပုံစံလေးချုပ်ထားပြီးဆက်ပြီးတော့နော်ပိုးနဲ့ sequence စာနဲ့ဆက်ချုပ်ထားတယ်ဒီမှာ drape ပုံစံလေးထည့်ထားပြီးတော့မှ sequence ထိုးတာလေးနဲ့အင်ကြီးကိုအလှဆင်ထားတာပေါ့နော်တက်ရက်နေတာပဲနောက်ဘက်ချမ်းမှာရောကြည့်လိုက်ဒီအင်ကြီးမှာကြတော့အင်ကြီးကိုဒီဇိုင်းလေးနည်းနည်းပါထားတယ်1 off shoulder ကိုမှလေတောင်လေးနဲ့ရှက်သွားတဲ့ပုံစံမျိုးလေးနော် draping လေးကလည်းဒီမှာကြည့်လိုက်တစ်ချက်ပဲတုပ်ထားတာအရင်လာတယ်နော်တစ်ဆက်တည်းယူထားတာပါဒါက flat pattern နေထုတ်တဲ့ drape ပေါ့နော် body ပေါ်မှာတင်တဲ့ drape မဟုတ်ဘူး flat pattern နေထုတ်ထားပြီးတာအင်ကြီးလေးကချထားရင်လည်းအရင်ကိုလှတာဒီမှာကြည့်လိုက်တက်ရက်တန့်ရှင်းနေတာပဲချစ်စရာလေးအပြင်မှာပို့ပြီးချစ်စရာကောင်းတဲ့အင်ကြီးကပွဲတက်ဆိုတဲ့အတိုင်းတကယ်ကိုပဲပွဲတက်သွားလိုက်လို့ရှိရင်လုံးဝထင်းနေမှာနော်ဒီပုံစံလေးကလုံးဝ smart ဖြစ်တဲ့ဒီဇိုင်းလေးကိုသွားထားတာတန်လေးနဲ့အရင်လာရနော်sequence ထိုးထားတာဆိုလဲကြည့်လိုက်တရက်နေတာပဲတင်တန်းသူကိုယ်တိုင်ထိုးရတာပါဒီမှာ drape ဆိုလဲတစ်ချက်လေးပဲတုပ်ထားပေးရနော်သူရဲ့ဒီဇိုင်းလေးကရှင်းတန်လေးနဲ့လုံးဝ smart ဖြစ်တဲ့ပုံစံလေးနော်အောက်ကဂျိတ်အဖြူလေးနဲ့ဝင်လိုက်ရင်လုံးဝကိုလှနေမှာတန့်နေရောပဲအဲ့တော့ထုံးစံတိုင်းအတွင်းပြင်းနှလွားအချောချုပ်เนาะဒါကတော့ပြောနေစရာမလိုတော့ဘူးနိုးဗရာအထည်တိုင်းကအတွင်းပြင်းနှလွားအချောချုပ်ပဲသွားတယ်เนาะဒီမှာဇာလေးတွေချုပ်ထားတယ်လုံးဝတက်ရက်နေရပဲဒီမှာကြည့်လိုက်အကုန်လုံးအချောငုံထားပြီးရအရန်လှပါတယ်လို့အရန်တော်တဲ့တင်တန်းသူရဲ့လက်ရာလေးပါနော်